တင်းပြည့်နေရှင်နဲ့ရှင်းသက်နူးညံ့တဲ့ထီထွေမှုတွေနဲ့ရွှေပြည်နယ်ရဲ့ကိုလိမ့်တဲ့နခဘာရီလို့ရှင်ဖန်ဆိုင်အလားဝင်းပါတဲ့အပြုံးနဲ့မျက်နှာလေးကိုပူတင်းလေးလိုနူးညံ့ဝင်စီမယ်ရွှေပြည်နယ်ရဲ့အသားပြည့်တဲ့နခမျက်နှာလေးပူတင်းခရင်နိုင်ရနေပြီးတော့ပိတ်သက်ကြီးကိုကပြပါမယ်ကိုခင်လိုက်ကတာကြည့်ကြည့်လက်ခုပ်တန်လေးကြားပြရစေအဲ့လောက်လက်ခုပ်တန်များရင်မကခိုင်းတော့ပါဘူးခင်ဗျာဟဲ့ဒီကောင်မလောင်းမလဲနဲ့ကျန်မင်းကဘာလို့အဲ့လောက်ထွန်းတန်းရိုးရိုးသချင်းမပါဘာချင်းမင်းသားသချင်းလေးနဲ့ကမှာပါပြောပြလိုက်ပါမင်းသားပါအန္တရာကျောင်းမှာ3နှစ်ရေခဲရေရောက်ပါကျွန်တော်ရှေးပေါက်ကရုံးမဆိုပြီးပြုံးမပြတဲ့တော့နေရုပ်ကတော့လုံးဝလေအားကြောင့်မင်းကကရုံးမပဲမင်းပဲကရုံးမအဲ့တော့မင်းသားကလေးနဲ့ဘေးသက်ကြီးမင်းသားကလေးတကယ်မင်းသားပါပန္တရာကျောင်းစင်းတယောက်မင်းသားကျွန်တော်ပန္နရာကျုံစင်းကျောင်းစင်းငါကျုံပြီးစင်းတော့ငါတို့ကျတော့ဆက်လိုက်ဖွာသေးတယ်အဲ့တော့ကမယ်အဲ့တော့မင်းသားကလေးကမယ်လာပြီဇမင်းသားလေးတိမ်စောတိုင်းပြည်ကမျောမြမတလေးစင်မြမောတင်းတင်းတဲတဲထေဝါလာသနောအောင်စီတန်ငိမ့်ငိမ့်ညောင်းတောင်းထိုင်းကကြည့်အချင်မကောင်းဘူးမကောင်းဘူးကျင်းအေးတော့ဒါပရိသတ်နဲ့ဒီသချင်းနဲ့ကတိတ်မလိုက်ဖက်မကောင်းလို့နော်ဒီစားလုပ်ပါကောင်းတော့မောနေပြီလားဖို့ချင်ရေမမောနိုင်ပါဘူးမမလေးမောနေပြီလားဖို့ချင်ရေမမောနိုင်ပါအဲ့လောက်မြန်တော့ကျွန်တော်မစိုးနိုင်ဘူးသူကအသက်ကကြီးလာတော့အမောကနည်းနည်းလေးခံမခံနိုင်တယောက်တည်းချီးမုံဆောင်တယ်လို့ဖြစ်နေရောကွာဟိုသချင်းလေးနဲ့ကဘယ်ချင်းအဖေရဲ့အမေရဲ့အကိုရဲ့အဖိုးရဲ့အဖွားရဲ့အားလုံးပေါင်းရင်900အောင်ပဲကျွန်တော်တို့မိသားစုတွေပါအကိုရဲ့ဘယ်ဆောင်မျိုးစံဟလားခေါင်းရိုက်တယ်ဓမ္မပဲဒီမိသချင်းနဲ့ဒီမိသချင်းနဲ့အဲ့လိုဟန်ဇာလီပါပဲပန်းဒီကိုလေးကြားနေစေအားလုံးချစ်တဲ့ဟန်ဇာအဲ့ဒီချင်းနဲ့တိတ်မကောင်းဘူးပါဟန်ဇာမိုးဝင်းကိုကြော်ညာတယ်လို့ဖြစ်မှာပေါ့အဲ့ဒါငါဘယ်လိုလုပ်ခေလိုက်နာမည်ပါအောင်ကမှာခေလိုက်နာမည်ထည့်အဲ့ဒီဟန်ဇာတချင်းနဲ့ခေလိုက်တချင်းအဲ့လိုလားခေလိုက်နာမည်ပါပြီးတော့ဟုတ်ပြီတင်ကြတကပုံကြီးတကယောက်ျားပါသားတင်ကြတကပုံကြီးတကယောက်ျားပါသားရွှေမိုးလေဝေမိုးလေဖေလုံးမသားခေလိုက်လေတင်ကြတကပုံကြီးတကယောက်ျားပါသားရွှေမိုးလေဝေမိုးလေဖေလုံးမသားခေလိုက်လေအရှိရကညိုညိုနောက်ရကညိုညိုရွာမလို့နှမလို့ညိုညိုနောက်ရကညိုညိုရွာမလို့တမလို့ခေလိုက်လေတင်ကြတဲ့ကပုံကြီးတကရောက်ဖေလုံးငါသားချက်ပါချကောက်ကတာအဲ့လိုပဲဆက်လက်ချင်တယ်ငယ်ပဲဘာသားလဲမင်းခွေးသားလားမခင်ဝင်သားပါနေမခွေးသားကဲပိတ်သက်ကိုကျွန်တော်ညီကိုနှစ်ယောက်မိတ်ဆက်ပါမယ်ကျေးဇူးရှင်ပိတ်သက်ဗျာခင်ဗျာကျွန်တော်တော့နိုင်ငံတော်ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်ဟာတမင်းသားဒိန်းတောင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခင်လာပါပရိသတ်ကြီးသရောင်းစားခွက်ပြောင်းမယ်သရောင်းစားပရိသတ်ကမင်းအမေလင်းနေမဟုတ်ဘူးဘယ်လိုပြောလိုက်ရင်မျက်နှာလေးကပေကလေးတောင်းကြည့်လိုက်ပြောင်းကြည့်လိုက်ပြတာမင်းခွေးငါဒိုးကြတာမင်းကိုဆင်းတော့ပိတ်သက်ကဂျိုတရားတယ်ကွာမသိလို့ဘာသားလဲမင်းမလာမြင်သားနေမယ်မလားမြင်ပိတ်သက်ဆိုကိုခမင်းရှင်ဟင်းရှင်ကျေးဇူးရှင်မေတန်လလွန်အမေနဲ့မခေါ်နဲ့မင်းနဲ့ကြီးတဲ့လူကြောက်မှမရှိတော့ဘူးညီမလေးကိုကြီးကိုလိုက်နေမေမရိုက်လိုက်ဟိုမှာသွားတော့မရှိတော့ပရိသတ်ဆိုတာကိုကျေးဇူးရှင်ပရိသတ်ဟုတ်လားအဲ့တော့ပရိသတ်ကိုရင်ကျေးကျေးလေးနဲ့ဘယ်လိုပြောကျွန်တော်ခင်းလိုက်မှာခင်ဗျာဩမင်းကြောက်မနေဘူးလားမနေဘူးရင်ကျေးလိုက်မှာတင်တန်းနေမတတ်ဘူးလားတတ်ဘူးလို့ပါပြောလိုက်မျက်နှာလေးကတောင်းလို့ရောက်နေလောက်ချင်လားဟေ့မင်းနာမည်ဘာလို့လဲကျွန်တော်မောင်ခင်လိုက်ပါခင်ဗျာမင်းနာမည်ဘာလို့လဲကျွန်တော်မောင်ခင်လိုက်ပါခင်ဗျာရက်ကွက်ထဲမှာဖဏတ်တွေလဲခိုးတာဘာလို့ကျွန်တော်မောင်ခင်လိုက်ပါခင်ဗျာခလေးစီတရားလူကြီးစီတရားရတယ်ဗျခလေးစီကမတော်လို့ယူမလို့ဟာဒီဆောက်ကတော့ဆွဲလို့မရဘူးကွာဖဏတ်ခိုးတဲ့လူမင်းသိဘာလောက်သိမှလဲမသိကျွန်တော်တိကျမသိပါဘူးခင်ဗျာပေါ့အဲ့လိုပြောပါလားရက်ကွက်ထဲမှာဖဏတ်တွေလဲခိုးတာဘာလို့ကျွန်တော်တိကျမသိပါဘူးခင်ဗျာရက်ကွက်ထဲမှာဖဏတ်တွေလိုက်ခိုးတာဘာလို့ကျွန်တော်တိကျမသိပါဘူးခင်ဗျာမင်းအဖေဘာလို့ကျွန်တော်တိကျမသိပါဘူးခင်ဗျာအမေကလင်းနေရိုက်ပါမနဲ့တယောက်ညတော့အမေကဘွဲပေါက်ဟာရိုက်လာငါမေပဲဘွဲပေါက်တယောက်မင်းအဖေနာမည်မင်းမသိဘူးလားသိတာပေါ့ဦးမြလိုက်ကွာဦးမြလိုက်လို့ပြောပေါ့
မင်းဖေနာမည်ဘယ်လိုလုပ် ဦးမြလိုက်ပါခင်ဗျာ မင်းအဖေနာမည်ဘယ်လိုလုပ် ဦးမြလိုက်ပါခင်ဗျာ မင်းအမေဘာလုပ်တော့ ဦးမြလိုက်လောက်ပါတယ်ခင်ဗျာခဏခဏလောက်တာဖေကမနေ့ကညတကတောက်လျှောက်တော့ကြောက်ဦးတွေတော့ဟာ တင်းပြည့်နေရှင်နဲ့ရှင်းသက်နူးညံ့တဲ့ထီထွေမှုတွေနဲ့ရွှေပြည်နယ်ရဲ့ကိုလိမ့်တဲ့နခါဘာရီလို့ရှင် မင်းအမေအလုပ်ကိုမင်းမသိဘူးလား ဟာ မင်းအမေဘာလုပ် ငါပြန်မလို့မဈေးထဲမှာနေပြန်လို့ပေးတာကွာမနေ့ကပတ်စံနေလိုက်ကော အဲ့လိုရှိမပြောနဲ့ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျဒါပဲပြော အတိုးလေးပဲ အတော်လေးပဲမင်းအမေဘာလုပ်တော့ ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျာ မင်းအမေဘာလုပ်တော့ ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျာ မီးပွိုင်းမှာမော်တော်ပီကယ်တွေဘာလုပ်တော့ ပတ်စံနေလိုက်ကောက်ပါတယ်ခင်ဗျာသူမကောက်ချင်ကလေးတယောက်ကိုနေစားပေးပြီးကောက်ခန့်ဟာဟာမကားဖန်ခံမင်းမဲနော် မဟုတ်ဘူးလေအခုခေတ်ကအဲ့ဒီခေတ်မဟိုတော့ခေတ် ဟုတ်လား အခုခေတ်မှာမော်တော်ပီကယ်တွေကတကယ်ဝန်ထမ်းကောင်းနေ ဟုတ်တယ် နော်အဲ့တော့ကားတွေကမောင်းတော့လမ်းပေါ်မှာအင်ဂျင်ဝိုင်းတွေယိုးနေ လမ်းညစ်ပတ် အင်ဂျင်ဝိုင်းတွေယိုးတော့တီရှူးလေးနဲ့လိုက်တုပ်ပေးတာအဲ့လောက်ထိလိုက်လို့ ဝန်ထမ်းကောင်း ဝန်ထမ်းကောင်းနေ ဟုတ်တယ် တန်ပြော ဘယ်လို မီး လုပ် ပွိုင်းမှာမော်တော်ပီကယ်ကြီးဘာလုပ်နေလဲအင်ဂျင်ဝိုင်းတွေယိုးလို့တီရှူးနဲ့တုပ်ပါတယ်ခင်ဗျ ဟုတ် မီးပွိုင်းမှာမော်တော်ပီကယ်ကြီးဘာလုပ်တော့ အင်ဂျင်ဝင်နေရလို့တီရှူနဲ့လိုက်တော့နေပါတယ်ခင်ဗျာ မီးပွိုင်းမှာမော်တော်ပီကယ်ကြီးဘာလုပ်တော့ အင်ဂျင်ဝင်နေရလို့တီရှူနဲ့တုံနေပါတယ်ခင်ဗျာ လာကုန်ရတော့ကမင်းညမလေးဘာလုပ်လဲ အင်ဂျင်ဝင်နေရလို့တီရှူနဲ့တုံနေပါတယ်ခင်ဗျာတစ်စက်ကြရခင်ဗျာတောက်ရှော့ ခေလိုက်ဘာပြောလို့ပြောမှမသိ သိပါတယ်ဒီလောက်သိချာရှင်းရင်းလင်းပြောနေဆို လိုရှင်တို့ လို့ရှင်းလေပါ ကရင်တို့ပြောစကားမပီဘူး ပြီးပါတယ်ဘာလို့မပြီးရ မပီပါဘူး ဟဲ့ပြီးလို့ပဲပြီးတော့မြည်တယ်ပြီးတယ် မပီပါဘူးမင်း ပြီးတယ်လို့ ပြီးငါပြောတာလိုက်ပြော ရတယ်လေ ပရိသတ် ပရိသတ် မီ မီ မိုက် မိုက် အဖေ ဟေးပြီးပါတယ်ပြီးတော့မြည်တယ် no ဘယ်ကမီတို့ကိုတိုင်မင်းနဲ့လိုက်ပြောမပီဘူးမင်းက ပြီးတယ်ပရိသတ် မီ မီ မိုက် မိုက် အဖေ ဟေးပြီးပါတယ်ပြီးတယ် no လိုက်ပြောရ ရတယ် ပရိသတ် ပရိသတ် မီ မီ မိုက် မိုက် ငါသား ဗျာ သုံးရိတ်တစ်ချိန်တိုင်းစားတယ်အဲ့တော့မင်းတကယ်ပြီလား ပြီးတယ် တကယ်ပြီတယ်နော် ပြီးတယ် ပြီးငါပြောသလိုလိုက်ပြောနိုင်မယ် ရတယ်ပြောမယ်လေ ပြောချင်ဟမ် ဘယ်လို မြဝရီကမီးတက်9ရောက် မြဝတီကမိသား900 မင်းအဲ့ချက်ချင်းပြောလို့ချက်ချင်းပြောလို့ ပြီးတယ်နော်မိသားကြီးပြီးတယ်နော် မပြီးပါဘူးမင်းလျှက်တစ်ပည့်ပြောရင်မပြီးဘူး ပြီးတယ် မပြီးဘူး ပြီးတယ် အဲ့ဆိုမင်းပြီးတယ်ဆိုနားပိတ်ထားလိုက် ဘာဆိုင်လို့လဲမြ ဟုတ်တယ်လေနား နား ပိ ပိ တ် တ်တာငါဘယ်လိုကြားတော့မှာ အဲ့မဟုတ်လေမင်းပခုံးလေးကငါအဲ့လိုပုတ်လိုက်တာနဲ့မြဝရီကမီးတက်9ရောက် မလေးလွယ်လေး မင်းပြီးတယ်မပြီးဘူးဘယ်လိုသိမလဲသိလား ဘယ်လိုသိ မင်းပြီးလို့ရှိရင်ပရိသတ်ကငြိမ်ပြီးတော့နားထောင် ဟမ် မင်းမပြီးရင်ဝေါဆိုရီသွားလိုက်ပါ ဟာဝေါ်ထီသွားရည်ရမှာလေ ဘကောမာတွေကိုေးတက်တယ်အဲ့လိုက်မနောက်နဲ့ကောင်းပြောတာကိုသိခါနဲ့ကိုနေနေ မသိလေဝေါ် နော်ပခုံးကိုပိုးလိုက်တာနဲ့မြဝရီကမီးတက် 900ရတယ် နားပိတ်လိုက်ခဲလိုက်ခဲလိုက်ခဲလိုက်အဲ့ဒီကောင်မကြားတော့ဘူးခဲလိုက်နာမည်သားကြီးနေတာအဲ့ဒီကောင်မျိုးမကောင်းဘူးသူ့အတော်ဆိုရင်လေအပြိုကြီးနဲ့ခလေး2ယောက်နဲ့အဲ့ဒီခလေးတွေဘဒူနဲ့ရမှာမသိဘူးအဲ့ဒီခလေး2ယောက်ကဘဒူနဲ့ရတာလဲဟင် မြဝတီကမိသား900ဘာကြီးရလဲအမတ်တမမလို့ရှာလိုက်သွားတာပြီးတယ် မပြီးပါဘူး ပြီးတယ် ပြီးပြန်နားပိတ်နားပိတ်ခဲလိုက်ရင်ခဲလိုက်အဲ့ဒီကောင်လေဘာမှတ်နေလဲတကယ်မျိုးမကောင်းတာသူ့မှာညမာလေးတယောက်ရှိတယ်18နှစ်တဲ့အသက်ကတော့18နှစ်မပြည့်သေးဘူး12လပိုင်းမှပြည့်မှာဘိုက်ကြီးနဲ့အဲ့ဘိုက်ကလက်တယ်မပေါ်ဘူးအဲ့ဒီဘိုက်ကဘဒူနဲ့ရတာလဲဟင် မြဝတီကမိသား900ဟုတ်တယ်နော်မိသားကြီးဟုတ်တယ်နော်ဘာကြီးရလဲအမတ်တမလို့ရှာလိုက်သွားတာပြီးတယ် မပြီးပါဘူး ပြီးတာမမိသားကြီးတော့ရင်းနေမှာ အဲ့လူကြီးတော့ပါလားမသိဘူးမင်းနားပြန်ပိတ်လား မိုက်တယ် ခင်လာရောခင်ဗျားတို့တက်တူးတွေထိုးထားလို့ယောက်ျားအစင်ပတ်နေလားအဲ့ဒီကောင်အချောက်ကားတွေရိုက်တာမနေဘူးအဲ့ကောင်အချောက်စိတ်တောက်နေတာဟိုတလောကလည်းတောင်ပြုံးခွဲကိုတွားပြီးတော့လေယထာလန်းပေးမှလေကောင်လေးတွေနဲ့ရုံနဲ့ယထာလန်းပြန်ထွက်လာတော့ပေါဝါကွာတာနဲ့အဲ့ဒါဘာဖြစ်လာတာလဲဟင် မင်းညမလောက်ပြန်လာတာဟဲ့ ဖန်စားရဲ့အလားဝင်ပါတဲ့အပြုံးနဲ့မျက်နှာလေးကိုပူတင်းလေးလိုနူးညံ့ဝင်စီမယ်ရွှေပြည်နယ်ရဲ့အသားပြည့်တဲ့နခါမျက်နှာလေးပူတင်းခရင် အဲ့လိုပဲပြောလိုက်စနေဂဲပဲနော်မိသားကြီးနော်မိသားကြီးနော် မိသားကြီးကငါညမကြတော့ तू မဟုတ်လို့မျက်နှာပြက်သွား ဘာဖြစ်လို့ လူငယ်လူရွှင်တော့တဲ့ အေးဘာဖြစ်လို့လဲ စိုးသွားတဲ့တစ်ချိန်ကိုကြည့်အောင် နင်းဘာဖြစ် ဒီတစ်ချိန်မှာမင်းလာကတဲ့မြို့ကမြဝတီ လဲသိတယ်လေ မြဝတီဆိုတာလူငယ်တွေအများကြီးပဲ ဟိုအေး အော်မြူးမြူးကျွတ်ကျွတ်ဆိုရမှာ ဒီမကျော်ဘာသိဆို အာမင်းရလေဒိန်းတော်မြူးမြူးကျွတ်ကျွတ်ခေတဲ့ချင်းတစ်ပုတ်ကိုဒီပုံစံနဲ့ဆိုပြမယ်နားတောင်ကြီးလက်ခုပ်လေးတွေတီးပါဟုတ်လား ကျွန်တော်တကယ်ချင်းဒိန်းတာတချင်းကိုစတိန်ရှိုးစိုးခဲပါ ဆိုကြဲ စိုးရင်လည်းကောင်းခဲပါ ဘယ်တော့မှမကောင်းသေးမနောက်တော့မင်းကငါမနောက်ဘူးနော် ဒီမှာနဲ့ ဒီလိုလားမ
1 2 3 Hey မာရကွာဟာခဏက တာနဲ့မဲတဲ့မိမတော့ရှိတယ်နည်းနည်းတော့ကဲလို့ရပါသေးတယ်တာနဲ့မဲတဲ့မိမတော့ရှိတယ်နည်းနည်းတော့ကဲလို့ရပါသေးတယ်လမ်းမတွေ့တာမမှန်မိဘူးကောင်မလေးတွေပြောနေကြတယ်ဒီဒီတယောက်မိမရတာ sorry ဒါရီလည်းမမူပါဘူးဒီပွဲမှာအပြတ်ကိုကဲမယ်မိမတော့တရားစကန်နဲ့ကိုပို့မယ်စိတ်မတတ်တော့ခမဲအောင်နေပါဦးကွာ မင်းဟာအဲ့တချင်ဟာမိုနီပါရာချောက်ပါတယ်ဟဲလေးတချင်မလားဟုတ်တယ်လေငါဟာမိုနီလိုက်ပြီးတော့မင်းတယောက်လေးဆိုတော့ပြင်းစရာဖြစ်နေတာဗော တကယ် အေးဗော ဟုတ်တယ်စိတ်ရရင်ထောင်ပေး တကယ်ငါတကယ်ကြော တန်ငါချင်းတယောက်ဆုံးမယ်ပူပေါင်းပြီးတော့နားထောင်ပေးပါနော်အသား ကျွန်တော်ဟာမိုနီလိုက်ပြီလာပြီ တန်းနဲ့မဲ မဲတယ်တော်မဲတယ်တော့ရှောက်မဲတယ်မဲတူးလာပဲလားဟာမိုနီဟာမိုနီတန်းနဲ့မဲ မဲတယ်တော်မဲအရမ်းမဲစောက်ရမ်းမဲမဲတူးလာပဲဗျာဟာမိုနီ ကြနီးမိမတော့ရှိရ ရှိမရကြီးရောမရကြီးရောစပ်ပြတ်တယ်မျိုးစုံတက်နေတာ ဟုတ်တယ်လိုင်းပေါ်မှာတော့ဖိုင်နေတက်ပြီးတော့အိမ်မှာစောက် ဟာမိုနီ မင်းကိစ္စကမပြောဘူးနော် ဟာမိုနီ နည်းနည်းတော့ကဲလို့ရပါသေးတယ် တေးလေးပဲတော်တော်လေးမဲသေးရောမဲလေးတေးလေးပါ မင်းကိုတီလေးနဲ့ပဲမြင့်နေဒီတနောင်းစားပါပြင်းနေ ဟာမိုနီ လမ်းမတွေ့တာမမှန်မီဘူးကမလေးတွေပြောနေကြတယ်ဒိတ်ဒိတ်တယောက်မိန်းမရတာစောတယ် sorry အသေး sorry နဲ့ပြောလာကြီးရဲ့ဟာမိုနီ ဒါတွေလည်းမမူပါဘူးဒီပွဲမှာအပြတ်ကိုကဲမယ်မိန်းမတော့တရားစကန်နဲ့ကိုပို့မယ်ပို့ ပေါ်မယ်ထောင်းထဲအောင်ရောက်ပေါ်မယ် မိမရဲ့ပတ်စံပြားပါမင်းအောင်မယ်ဖြစ်တနောင်းစားပါ ဟာမိုနီ ဟာမလို့မလို့တော့ဘလိုက်လမ်းမတွေ့တာမမှန်မီဘူးကမလေးတွေပြောနေကြတယ်မိန်းမတော့တရားစကန်နဲ့ကိုပို့မယ်ဒါတွေလည်းမမူပါဘူးဒီပွဲမှာအပြတ်ကိုကဲမယ်မိန်းမတော့တရားစကန်နဲ့ကိုပို့မယ်စိတ်နှမတက်သွားမယ်ရှယ်လီမန်တက်သွားမယ်ဟိုရောက်ရအပြတ်ကိုကဲမယ်ဆွဲမယ်ဖြဲမယ်စိတ်နှမတက်သွားမယ်ရှယ်လီမန်တက်သွားမယ်ဟိုရောက်ရအပြတ်ကိုကဲမယ်ဆွဲမယ်ဖြဲမယ်လာပါလေတကယ်ချင်းများဒီမှာနေတာမိတ်ဘူးကွာမင်းတို့ကြည့်ကြရတာမိမစကားပဲနားတယ်